ဒါ10သိန်းပါလား ဟုတ်ကျေးဇူးပါ ဒီ ကို မှာကဒီမှာ1000တန်နေပါဗျအစုစုပေါင်းငွေကျပ်330ပါဗျ ဟုတ်ကဲ့ပါဟုတ် အခုကဘာတော့ကျိုးသွဲနေတယ်ဘာလုပ်တယ်စိတ်တော့ တိုက်အမြင့်ဆုံးမှာလုံနေရဗျာဟုတ် အောင်ဝါနဲ့လား ကျိုးညမ်းပေါ့ ကျိုးညမ်းနဲ့တော့တာ ဟုတ်တယ် အနေများတော့ အနေတော့များတော့ဟုတ် ဩအဲ့ဒါဆိုဒီကျိုးညမ်းကြီးဆွဲပြီးတော့ ဟုတ်တယ် စိတ်တုံနေရတာ ဟုတ်တယ် ဘယ်နဲ့ထက်လဲ ပိုးတယ်ဗျာ 6တက်တော့ ဟုတ် အပြင်လိုင်းတုံနေရတော့ ပြင်ပိုင်းတုံနေ ဒီနောက်ကတိုက်ကြီး ဒီနောက်က ငြိမ်းတော့ ဟိုးပါလေတရားလိုက်ချင်ရရ အမလေးကျွန်တော်တို့မတုံရဲဘူးအဲ့တော့ကိုကြီးကိုင်လာပေါ့ကိုကြီးရဲ့တမီလေးအချိန်ကကျွန်တော်ဆက်ရွယ်ကြည့်တော့ခွက်စိတ်ပြီးပြီ ဟုတ်ကဲ့ဗျ ရက်ချင်းပြန်ပြဖို့ရလိုးနေ ချင်းပြန်ပြဖို့လိုနေတာဟုတ် တော်တော်လေးအောင်မြင်တဲ့ထက်ပါမယ်နော်ကျွန်တော်လည်းဗီဒီယိုကောတွေပါပြောရတာ ဟုတ်ပါတယ်ကိုဖိုးတို့ကျေးဇူးကြောင့်ကိုအောင်မြင်နေပါတယ် အောင်မြင်နေပါတယ်နော် ဟုတ် အကိုကြီးနဲ့ရောမြန်တဲ့ဆက်ရွယ်ရှိရပါလား ဆက်သွယ်က ဟာ သူဖုန်းတွေကစုပ်တော့ခါကြတော့တခါတလေတော့လန့်ပြီးတော့ဆက်သွယ်ပါတယ်ဂရုတွေကနေပြီးတော့ဟုတ် ဟိုအဝါတွေကနေမှာပေါ့တခါလေကျွန်တော်ဟိုသူ့ဘေးနားမှာနေတဲ့တငယ်ချင်းတွေဖုန်းလေးငါ ဟုတ်တယ် အဲ့လိုလေးဆက်တွေ့တာ ဟုတ်ပါတယ်ဗျ သူ့ဖုန်းကမကောင်း သူ့ဖုန်းကမကောင်း ဆက်သွယ်လို့မရအောင် ဟုတ်တယ်ဗျ ဟုတ်တယ်နော် ဟုတ်ကဲ့ အဲ့တော့ကျွန်တော်အကိုကြီးတို့မိသားစုလေးကိုဟိုမှာနှလုံးအဆုပ်ရှင်ခွဲစိတ်နေတယ် ဟုတ်ကဲ့ ငွေကြီးအခက်အခဲလေးတွေကဒီလိုပဲဆိုပြီးတော့ကိုပြို့လန့်ပြောထားတယ် ဟုတ်တယ်ဗျဟုတ် အဲ့တော့ကျွန်တော်အကိုကြီးရဲ့တမီလေးပေါ့ ဟုတ်ကဲ့ဗျ တမီလေးအတွက်ကိုကျွန်တော်အလူငွေပြန်ပြီးတော့လာလူပေးတာ ဟုတ်ကဲ့ဗျကျေးဇူးတင်ပါတယ်ဗျ ကျွန်တော်ကတိုင်မှာသူတို့စီကိုလန့်မလွှဲလိုက်တော့ဘူးအကိုကြီးကတိုင်မှာသူတို့ကိုလန့်လွှဲပေးလိုက်တော့ ဟုတ်ကဲ့ပါဗျ ဟုတ်ပြီနော် ဟုတ်ကဲ့ ကျွန်တော်ကတော့အမြဲတမ်းတော့အဆက်တွေရှိနေမယ် ဟုတ်ကဲ့ဗျ ငွေကိုတော့အကိုကြီးစီကိုလောက်ဝယ်အပ်ချင်လို့ကျွန်တော်ဒီကိုလာတာ ဟုတ်ကျေးဇူးလည်းတင်ပါတယ်ဗျ ကျေးဇူးတင်ပါတယ်ဟုတ်ပြီအဲ့တော့အလူငွေလူပေးမယ် ဟုတ်ကဲ့ဗျ အလူငွေကဒီတစ်ခေါက်လူတန်းပေးတဲ့အလူရှင်ကကျွန်တော်တို့ဆယ်ပြားသေးပရိုမအတိုင်းမှာလူတန်းပေးထားတာအကိုကြီးတို့လည်းကြားဝင်ရထင်ပါတယ် ဒီဖြစ်ပါတယ်ဗျဟိုပါကုသိုလ်ရပါတယ်လို့နော်ဟဲ့ပါပါ ကိုတာသမီးကိုဒီလိုမျိုးထောက်ပံ့ပေး ကို တာ တို့အဲ့အရင်လူခဲ့တဲ့လမ်းစိတ်အတွက်လူခဲ့တဲ့အလူရှင်တွေရောဗောနော်အခုတစ်ချိန်လူတဲ့ဟာတွေရောဒီကုသိုလ်ထမြောက်ပါတယ်လို့နော်ကျေးဇူးလည်းတင်ပါတယ်ဗျာနော် ပါတယ်ဟုတ်ပြီလေဒီလိုမျိုးတိုက်စေးတော့ကြီးကျိုးညမ်းနေချပြီးတော့တင်မမလုံနေရတော့ကိုချင်းလဲစားပါတယ်မိသားစုဘွားလေးကိုနော်ဟုတ်ပြီ ဒီဆရာမိဘမိတ်ဆွေအားလုံးအကုန်လုံးကျမ်းပါပါစေချမ်းသာပါစေလို့နော်အလူရှင်အားလုံးရဲ့ဆရာမိဘတွေအားလုံး ဟုတ်ကဲ့ ကိုဖြိုးမိသားစုပေါ့နော် ကျွန်တော် တင်ပါတယ် ထိုင်းဘက်ကတိုင်ပြန်လာတဲ့ချိန်လဲကျွန်တော်ဟိုလောက်ပေးပါမယ် တကယ်ပါကျွန်တော်ပီတိဖြစ်တယ်ဗျကျွန်တော်မှလည်းကုသဖို့အတွက်ပတ်သက်မရှိဘူး အလုပ်တော့လုပ်နေရပဲ ကိုဖြိုးတို့ကူညီပေးလို့ဒါထားမြောက်သွား ဟုတ်ပါနော် ကျေးဇူးပါဗျာ ဒီလိုလေးအချိတ်ဆက်မိမိနဲ့ကြောင်းတာပုံမှန်ခွဲဆက်ရမယ်ဆိုရင်တိတ်လေးဟာတော့ပုံမဲ့ ကိုနာဘောဗျာဟုတ်မှာမ အချိတ်ဆက်လေးပြီးလို့လားကံကော ဟု င်း တ်တယ်ဟုတ်တယ် ဟုတ်ပြီကိုကြီးကဘာမှတော့အားမနေပါနဲ့ ရပါ ဘာ တ က ယ် င်တယောက်အနေနဲ့ဆိုတော့ကိုတာသမီးအတွက်လုံးမပေးနိုင်တာဆိုတော့အရှင်းဆုံးပြောရင်တော့ ဟုတ်တယ်ကို ဝမ်းနေမိတယ်ပေါ့အားငယ်မိတာတော့အမှန်ပါပဲ ဘယ်သူမှဇေမျိုးသားချင်းကလည်းဘယ်သူမှအားကိုးလို့မရဘူးဒါကိုတို့ပရိုက်တာသမားတွေရှိနေလို့ဒါကျေးဇူးလည်းတင်ပါတယ်ဗျာ အဲ့တော့အလူငွေလေးအပ်ပေးမယ်ကိုကြီးနော် ဟုတ်ကဲ့ ငါကိုကြီး view site တိုင်းမှာလိုအပ်တယ်လို့လိုအပ်တဲ့ဥစ္စာလေးကိုတခြားလေး ဟုတ် ဆောင်ရွက်ပေးပါနော် ဟုတ်ကဲ့ဟုတ်ကဲ့ ကိုဒါကဒီမှာကိုကြီး9000တာဟုတ်ဒါ10သိန်းပါ ဟု လား တ်ကျေးဇူးပါ ဒီ ကို မှာကဒီမှာ1000တန်နေပါဗျအစုစုပေါင်းငွေကျပ်330ပါဗျ ဟုတ်ကဲ့ပါဟုတ် ဒါတော့ကျွန်တော်တို့ဒီ330လုံးကကျွန်တော်တို့10ပြားစီပရိုမာအတိုင်းမှာလူတန်းပေးတာပါဗျ ဟုတ်ကဲ့ပါဗျာဟုတ် လူတန်းပေးတဲ့10ပြားစီပရိုမာကိုကိုကြီးဘက်ကဗာလေးပြောချင်နေလေ ဒီတယ်လေကိုလိုစင်မပြေနိုင်တဲ့လူအများကြီးလူနိုင်တန်းနိုင်ပါသေးလို့ခုလိုလူတန်းပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်တို့လိုမရှိစင်းရဲသားတွေတစ်ဖက်တစ်လမ်းကနေကူညီပေးတဲ့အတွက်ကုသိုလ်တွေအများကြီးရပါစေလို့နော် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျေးဇူးပါဟုတ်ကဲ့နော်ဒီလိုအလုပ်ပိုင်းလေးအဆင်ပြေပါစေ ဟုတ်ကဲ့ပါ မိသားစုတွေတိုက်တိုက်ဝင်ဝင်နဲ့ချစ်ချ စ စ် ကားအမပိုင်းလည်းနားလည်ပေးပါလို့နော်ကိုရဲ့ပညာတတ်မဟုတ်တော့အားကြလေအားကြောင့်ဟုတ်ပါ ဟုတ်ရနားလေနော်ကို ဟုတ်ကဲ့ ကျေးဇူးပါကို ဟုတ်ကဲ့ဟုတ်ကဲ့